Hello အားလုံးပဲမင်္ဂလာပါကောက်ဘလော့ကနေအားလုံးကိုကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်အခုဒီနေ့မိတ်ဆက်ပေးခြင်းနဲ့ကျွန်တော်ကတော့ဒါစင်ကူနိုင်ငံမှာရှိတဲ့ပို့ကန်နစ်ပတ်ဆိုတဲ့ပန်းတန်ပဲဖြစ်ပါတယ်ဒီပန်းတန်အားစင်ကူနိုင်ငံရဲ့အဓိကအထင်ကြီးပန်းတန်တွေအားတစ်ခုဖြစ်ပါတယ်ဒါကဒီလိုပြောစင်ကူနိုင်ငံရုပ်တဲ့သူဆိုတော့ဒီပန်းတန်ကိုကျွန်တော်များသိကြပါလားအခုကျွန်တော်အဓိကမိတ်ဆက်ပေးခြင်းဒီပန်းတန်ကိုမသိရဘူးနောက်တစ်ခုစင်ကူနိုင်ငံကိုတော့မရောက်ဘူးဆိုတဲ့သူတွေစင်ကူနိုင်ငံရောက်ရင်ဘယ်တော့တော့မှမသိဘူးဒီနိုင်ယူနေတဲ့သူတွေဆိုတာဒါစင်ကူနိုင်ငံရဲ့ဒါသူကြရှိတယ်ဒီနိုင်ယူနေရတယ်ဒါပေမဲ့ဒီစားတော့တိုင်းကို copy တိုင်းတဲ့ဒီမှာရှိတယ်ဒီကကျွန်တော်ရပြောတော့ကိုလုတ်ချင်တာကျွန်တော်လုပ်လို့ရတဲ့နေရာလေးကိုကျွန်တော်ကဒါအားလုံးကိုဆက်ပြီးဖြစ်ပါတယ်ကျွန်တော်ဒီဘလော့တွေကအားလုံးတို့အကျိုးဆုံးများရှိနေတယ်လို့ကျွန်တော်တို့သိပါတယ်အကျိုးဆုံးတရားရှိတဲ့ဆိုကျွန်တော်ရဲ့ဒီဘလော့လေးကိုအားလုံးမှာဆုံးဖြတ်ပြီးတော့ဒီဒေတာကိုပြောချင်ပါတယ်အဆင်ပြေတဲ့အားလုံးပဲလိုက်ဆိုလို့ပြောလို့ရတယ်ကဲဒါဆိုရင်ကျွန်တော်တို့အားလုံးဖိုကန်နစ်ပတ်ပါဒီတော့ဒါပါမယ်ဖိုကန်နစ်ပတ်ကိုဆက်မယ်Hello အခုကျွန်တော် folk canon pad ဘာကြောင့်ကျွန်တော်အခုရောက်ပါပြီအခုပေါ်စာပြီးတော့ကျွန်တော်တက်ပါတော့အခုဒီပန်းချံအတူတော့ကျွန်တော်တို့ဟောပေါ့အမတီးကနေဆိုရင်တိတ်လမ်းလျှောက်တရားမလိုပါဘူးသူကဒီမှာဟောပေါ့ရှေ့နောက်တောင်မြောက်ဆိုပြီးသူကဝင်ပေါက်တွေရှိတယ်ပေါ့ဘဲပေါက်ကဝင်ရတယ်ဒါကျွန်တော်ကတော့ဖိုကန်နစ်ပတ်ဆိုရဲဟောပေါ့လေကားအကြီးရှိတဲ့နေရာကနေကျွန်တော်ကလာခဲ့တာပါဖိုကန်နစ်ဖိုတန်နစ်ပတ်ပန်းချံတန်းနေရှိတဲ့နေရာတော့အရှိဆုံးရောက်ပါပြီနေရာလေးကိုဒါကျွန်တော်တော်ကြည့်ပါတယ်နည်းနည်းရောတယ်ဒီနေရာလေးသူကလူဖေကားတက်တာရမ်းများဒီစင်ကူနိုင်ငံမှာဘလို့တော့မြေရောက်တဲ့နဲ့သူ join နေတာဆိုတော့လေအခုဒီပန်းချံကိုပို့ဆိုးတယ်သူကမြေရောက်တဲ့တယ်သူမြေရောက်တဲ့မှာသူကတန်တယ်လောက်ထတာဆိုတော့အဲ့ဒီမှာလီကားတက်တွေကသူပေါ်ရီရောအောက်တွေရောသူအများကြီးသူစမ်းပုံကြည့်ပြီးတော့ကျွန်တော်တို့ဒါရှိမှကျွန်တော်တို့တွေရောက်ပြီးဒီမှာပါကဲဒီမှာပါရောက်ပါပြီပြဒီမှာရောက်ပြီကဲရောက်ပါပြီဒီမှာ就真站着。ဒီမှာတပုတ်လာရတဲ့သူတွေလည်းအများများပါတယ်那万一山上什么？这里是个网络是，你看从底下拍就是这个样子。သူကလှိုင်ကောင်းပေါက်ပုံစံမျိုးကြီးသူကလုပ်ထားတယ်။နေတယ်မြဲ။အများကြီးပဲ။ကဲဒီမှာဒီရန်ကိုပြပါတယ်ကျွန်တော်ချွေးတော့ကျွန်တော်ပြန်နေပါပြီဒီမှာအဲ့ဒီအပေါ်မှာဟိုအပေါ်မှာဒီဘယ်လိုပြောမလဲထိုင်တဲ့နေရာရှိတယ်ခုနကတပုံရိုက်တယ်တယောက်ရှိတယ်အဲ့နေရာမှာတပုံရိုက်ဖို့အတွက်ဗီဒီယိုရိုက်ဖို့အတွက်လူတွေတန်းစီပြီးစောင့်နေကြတယ်တော်များပါလေဒါကျွန်တော်လည်းခုနတန်းစီပြီးတော့စောင့်နေချွေးတော့ပြန်ပါတယ်ဒီလားကျွန်တော်ကလူပြောမယ်
ဗီဒီယိုရိုက်လို့ရအောင်ဂျာရက်လာဂျာရက်လာတဲ့ခါကျမှကိုကလူကပုံများတယ်ကျွန်တော်ရအဲ့တော့ကျွန်တော်စနေနေ့လာတဲ့အားတယ်ကိုကလူကပုံများတယ်ဒီနေ့အခုတည်းကကျွန်တော်ဒီအဲ့နေရာမှာရဲလို့မရဘူးတင်ကြည့်ရတယ်ဒီနေ့ကတော့အဲ့နေရာမှာရဲပဲပုံတော်တော်များတယ်အလှည့်ကြလှည့်ရဖို့တော့ဟိုမှာ3နိုင်4နိုင်လောက်မှကျွန်တော်လှည့်ကြမှာကြည့်ရတယ်လို့စင်ပြေလာတော့အခုခဏကြည့်ပြီးသားကျွန်တော်ပြန်ပါမယ်ရိုက်တဲ့ဘလော်လေးတွေကတော်တော်များကျွန်တော်ပြီးတော့ပါပြီအားလုံးပဲကျွန်တော်ဒီဘလော်လေးပြတ်တက်မယ်လို့ထင်ပါတယ်ကျွန်တော်ရိုက်ဖို့ကြံတာဆိုတော့အဲ့ဒီတင်နေရာလေးပဲကျွန်တော်ချက်ပါတော့တယ်အစင်ပြေဆိုတော့ဆက်ပြပါအစင်မပြေဘူးဆိုတော့ပြီးပြန်ပါပဲအခုကျွန်တော်ရေးထားတဲ့ဘလော့ကလုံလောက်တဲ့ပေါ့အဓိကကြီးရှုတဲ့သူတွေအဆင်ပြေလောက်မဲ့နေရမှုတွေနေရာတွေတော်တော်များကျွန်တော်ဆုံးပါပါပြီကဲဒီမှာမြင်တဲ့အတိုင်းNo. Okay. Hello အားလုံးပဲကျွန်တော်ရဲ့ blog လေးကိုကျွန်တော်ဒီမှာပဲကျွန်တော်ရှင်းပြပါမယ်နောက်တစ်ခေါက်ကျမှကျွန်တော်မတူညီတဲ့ blog တွေနဲ့ဒီအားလုံးစီကျွန်တော်ပြန်လာခဲ့မှာဖြစ်ပါတယ်ကျွန်တော် blog လေးကိုအားလုံးပဲသဘောကျနှစ်သက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီ blog လေးကအားလုံးအတွက်သဘောကျနှစ်သက်စေတယ်လို့ပြောရွှင်စရာရတဲ့တစ်ခုရဆိုလို့ကျွန်တော် blog လေးကို like ရှင်းပြီးတော့ကျွန်တော်အားပေးသွားလို့ရပါတယ်ခေတ္တဆိုရင်ကျွန်တော်တို့အားလုံးနောက်တစ် blog မှာပြန်လာကြည့်ပါကျွန်တော်ဘလော့လေးကိုကြည့်ရှုတဲ့သူတွေအားလုံးရောမကြည့်ရှုတဲ့သူတွေအားလုံးရောဒီနေ့ကစပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံပြီးတရားပျော်ရွှင်တဲ့နေ့ရက်လေးတွေအားလုံးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်မောင်ကောကနေအားလုံးကိုဆုမွန်ပါတောင်းပေးလိုက်ပါတယ်။နောက်ပြီးကိုကြည့်ရတဲ့သူတွေနဲ့လည်းမြဲတဲ့ပျော်ရွှင်ရေးချစ်ချက်နေတတ်နိုင်ပါစေလို့ကျွန်တော်တက်ဆင်ပြီးတော့အားလုံးဆုတောင်းပေးပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့အားလုံးဆုမွန်ပြီး